လေထားကျတဲ့မာရှာနိုကိုမက်ဆီသာမပိုင်ချီလုံအသင်းဖြစ်နေမှာဆိုပြီးတောက်ဖြုတ်လာခဲ့တဲ့အာဆင်ဝင်းကအားလုံးပဲမင်္ဂလာပါခင်ဗျာတောချက်အိုင်ဘတ်ကွန်ရှီကိုနဲ့ဖဖိုင်မစ်အေဂျင့်ကနေကြိုဆိုလိုက်ပါတယ်အာဆင်ဝင်းကတော့မက်ဆီရဲ့အင်နာမိုင်မီကိုအပီးပြင်းတောက်ဖြုတ်လိုက်ပြီဖြစ်ပါတယ်ဘလို့တောက်ဖြုတ်တာလဲဆိုတော့မိုင်မီကမက်ဆီကြောင့်သာအရက်ကောင်းလို့ခေါင်းလှနေရတာဖြစ်ပြီးမက်ဆီသာပါမလာရင်တော့အလကားအိမ်ဖြည့်ချီလုံအသင်းလောက်ပဲဖြစ်နေလိမ့်မယ်လို့အာဆင်ဝင်းကပြောလာခဲ့တာဖြစ်ပါတယ်ကြည်ရတာမိုင်မီနီးပြမာရှာနိုရဲ့စကားတွေကဖိန်ကောင်းတော်လေးကျဲလေကျဲလွန်းတာကြောင့်အာဆင်ဝင်းကလည်းမျက်စိစပိန်မွေးစူးသွားနေတူပါတယ်ပြီးခဲ့တဲ့ရက်တုန်းကမှမာရှာနိုကသူတို့ရဲ့အသင်းကိုပြိုင်ပွဲမတိုင်ခင်မှာဘယ်သူမှအထင်မကြီးကြပဲလူမလေးခွေးမခန့်အသင်းဖြစ်နေကြရပေမဲ့အခုအုပ်စုပွဲတွေကစားခဲ့ပြီးချိန်မှာတော့သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုကဘာကြီးကသဘောပေါက်သိရှိသွားလာပြီဖြစ်ကြောင်းပြောကြားထားခဲ့တာပါမာရှာနိုလေကျဲတာတလောင်းနဲ့မပြီးသေးပါဘူးမိုင်မီကအခုဆိုရင်ကဘာအကောင်းဆုံးကလပ်အသင်းတွေကတသင်းဖြစ်ကိုရောက်ရှိလာခဲ့ဖြစ်ကြောင်းမာရှာနိုကလေးတိုက်ကြွေးကြော်လိုက်တာဖြစ်ပါတယ်ဒီစကားပေါ်မှာတော့ပရိသတ်တွေကမျိုးမျိုးဝေဖန်ပြောဆိုနေကြပြီးမာရှာနိုကမက်ဆီယာကိုနဲ့ဖိန်ကောင်းထားကျန်နေလို့ဝိုင်းပြောတဲ့သူတွေကများနေပါတယ်တချို့ကလည်း PSG နဲ့မကန်ခင်မှာသူအသင်းသားတွေကိုစိတ်ဓာတ်ခွန်အားပေးတဲ့အနေနဲ့ပြောခဲ့တာပါဆိုပြီးဖြည့်တွေးပေးခဲ့ကြပါတယ်အာဆင်ကတော့ဖြည့်မတွေးပေးနိုင်ပါဘူးမက်ဆီရှိမှသာလူလုံးသူလုံးလှနေပြီးတော့အလူလက်ဖက်နဲ့မျက်နှာလောက်ခွင့်ရနေအောင်ကမှအာမနာပဲဖိန်ကောင်းကျဲနဲ့မာရှာနိုကိုပြင်းထန်တဲ့စကလုံးတွေနဲ့ပြန်လည်ပြီးတော့တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်ကလပ်ကမ္ဘာပြိုင်ပွဲမှာမက်ဆီကအလွမ်းမှုနိုင်ဆုံးစားမှာပါပဲသူသာမပါခဲ့ဘူးဆိုရင်အင်နာမန်မီကနောက်ဆင်းတက်ဖို့စိတ်ကူးတဲ့အောင်ထဲနိုင်မှာမဟုတ်ပါဘူးလို့အာဆင်ကအပီပင်ဝုန်းသားခဲ့တာလည်းပဲဖြစ်ကြောင်းပါခင်ဗျာ